တိုင်းမှာမှတွေ့လို့အဲကြောင့်ပြင်းနေတတ်တာတွေ့လို့အဲကြောင့်လာဝယ်တာ Yeah boy ဟုတ်ကဲ့ကျွန်တော်တို့ဒီ EV ပေါ့နော် EV ကိုဘယ်ကနေလာဝယ်ရလဲမသိဘူးကိုကြီး ကျွန်တော်က40လမ်းလမ်း90ပေါ့ အော်40တလန်လမ်း90ဟို EV ကဟိုပထမဦးဆုံးဝယ်ဖြစ်တာလားစီးဖြစ်တာလားပေါ့ ဒီဘိန်းနေကြီးပဲခဏတိုင်းစီးရဲ့ အော် EV EV လေးကြီးပဲ ဘယ်နှစီးမြောက်တော့ EV စီးอ่ะ ဒီကနဲ့ဆို4စီးမြောက်ပေါ့ရင်းကအစုံပဲရင်းမော်ဒယ်တွေရောဗာတွေရောအကုန်စီးတာ အော်ဟုတ်ကဲ့ပါအခုများစပြီးတော့စီးမဲ့သူသုံးဆွဲမဲ့သူကိုဘယ်လိုပြောချင်လဲမသိဘူးအခုလောက်ပေါ့ EV စီးရတဲ့ခံစားချက်တစ်ခု ဟိုဘယ်လိုလဲဆိုစီးရတော့ကောင်းတယ်တို့လုပ်ငန်းပိုင်းဆိုတော့စီဘိုးတွေပါကြီးတွက်ပြီးတော့ချိန်ပြီးတော့စီးတာပေါ့နော်ဒါတွေကအဲ့လိုလေစီဘိုးလေးပါကြီးတတ်တာပေါ့ အော်ဟုတ်ကဲ့ပါအခုလိုမျိုး EV ဝယ်ယူအားပေးရဆိုလဲကျေးဇူးတင်ပါတယ်တကောင်ကတော့ EV စကူမီအဆင်ပြေတယ်ဗျစီးရကျွန်တော်တို့ပြင်ဦးနေတက်ကြည့်ရလဲအဆင်ပြေတယ်ကို တိုင်းမှာမှတွေ့လို့အဲကြောင့်ပြင်းနေတတ်တာတွေ့လို့အဲကြောင့်လာဝယ်တာ ဟုတ်ကဲ့အခုလိုဖြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါဘောက်ချလေးကို ဟုတ်ကဲ့ Everything I believe, I feel it, I got it. I'm good, settle deep, we keep touching sheet. I'm in diary somewhere. Down the line, we go, we have to keep on going. And the lane that you can me for my head. You keep that cool, I'm not making that landing for my head.